ဒီမှာနော်အတကလေးရောက်လာပြီနော်ညီမလေးတို့ရေညီမလေးမမရေဒီမှာတော့နော်အဲ့ဟာလေးတွေကမမရဲ့ရေရဲ300ညီမလေးရဲ့ရေရဲ300ရပါတယ်ဒါလေးကတစ်ခုနှစ်ထောင်ပေါ့နော်အနောက်ကျတော့လေဒီမှာကလေးကလေးအရင်လာပါတယ်ရှေ့လဲလာပါနော်နီးနီးလေးနော်မိတစ်ခုလောက်ပြအောင်မယ်ဒီမှာနော်ခေါင်းကြီးချိုးလေးနော်ဒီမှာခေါင်းကြီးချိုးလေးခေါင်းကြီးချိုးဒီမှာတော့ကလေးကလေးပေါ့ဒီမှာလည်းခေါင်းကြီးချိုးဒီမှာလည်းခေါင်းသူတဘူးမှာ4000ပဲရှိပါရှင်ဒါလေးကတော့2000ပေါ့နော်ဒါလေးက4000ပေါ့ခဏနေပြန်လို့စပန်ပြန်နော်ဘိုင်ကျမခုတက်စပင်းမဟာလေးကတော့ဒီမှာနော်ဒါလေးပဲပါဒါလေးလည်းလှပါတယ်နော်ဒါလေးလည်းလှကူလာလည်းလှပါတယ်နော်ဒါလေးရောပဲနော်ဒါလေးရောခဏလေးနော်ခဏလေးပဲခဏလေးပဲနော်မအဲ့ဒီမှာနော်ကျမခုနပြောလို့ဒါလေးလှပါတယ်နော်လှတူတူပဲပေါ့နော်ဒါပေမဲ့နောက်ထပ်အစ်တစ်ခုထပ်လုပ်နေပဲဖြစ်ပါတယ်နော်ခဏလေးပြပေးမယ်နော်မှတ်ပြပေးမယ်နော်မလေးတို့ရေဒီမှာနော်အစ်တစ်ခုလည်းအစ်တစ်ခုထပ်ရောက်နေပါပြီမမပြပေးမယ်နော်ပြပေးမယ်နော်နော်အဲ့ဒါလေးမှာဘာမှဘလောက်မှမရှိပါဘူးဒါလေးဆိုလဲအရင်လှပေါ့နော်ဒါလေးဆိုလဲအရင်လှခေါင်းစည်းကျိုးလေးတွေရေဒါလေးတွေရေနော်ဒါလေးတွေရေပါတယ်ဒါလေးတွေရောနော်ဒါလေးကသူ့မွေးခေါင်းစည်းကျိုးလေးဒါကတော့တည်ရည်လေးပေါ့နော်ဒါကတော့စပင်းစီးပဲညှက်တဲ့ဟာလေးပေါ့နော်ဒါလေးကတော့အလှလေးပေါ့နော်အကောင်းဒီဟာလေးဆိုအရင်မမရဲ့ရမ်းမဒီမှာကြည့်သားမှာညာဟောနော်ဒီမှာနော်မကြည့်အမကြီးဒါလေးဆိုရမ်းလှလေးလေးခုတွဲလေးနော်ဒါလေးအနီရောင်လေးလဲလာပါမမခုနပြထားလေမမခုနပြမအရင်ပြောချင်တဲ့ကလုံးလေးကဒီလိုလေးပါမတို့ရဲ့တဆောင်းလေးထပ်ရောက်နေပါနော်ဒီမှာနော်ဒါလေးရဆိုအရင်လှနော်မပြရင်ခဏဒီမှာကြည့်နော်ဒီမှာကြည့်အဲ့ဒါလေးရလိုက်မတို့ရဲ့နောက်တစ်ခုမမပြခဲ့ရှိတယ်နော်ညီမလည်းပြခဲ့ဒီမှာပဲမမဒါလေးက2000ပါဒါလေးက4000ပါဒါလေးကတော့ပါနော်ဒါလေးက1000မမပြခဲ့ရှိတယ်ခဏလေးဆောင်နော်ငါပေါ့နော်ရမ်းလာပါကျမမောင်လေးကလှုပ်ပေးပါဆိုတော့မလှုပ်ပေးပါအောင်နော်လှုပ်ပလေမပြီးရမယ်ဒါလေး